တခါတလေကြာရင်ကျွန်တော်တို့စောင့်ထားတဲ့ပစည်းလေးတွေကကိုယ့်ရဲ့ style ကိုလည်းဖော်ပြနေတတ်တယ်ဗျာအခုကျွန်တော်လက်ထဲမှာရှိတဲ့ဒီမီးချစ်လေးကိုကြည့်ကြည့်လိုက်တာမန်မီးချစ်တွေနဲ့မတူတဲ့အမြင်ရှိတယ်ခန့်ခန့်ညာညာအမွေအတက်လေးတွေကိုပြီးစွမ်းနိုင်တယ်ဒီကောင်လေးရဲ့အပြင်ပန်းကိုကြည့်လိုက်ရင် crocodile skin ကျွန်တော်တို့မီးချောင်းရေပြားနဲ့တူတဲ့ဒီဇိုင်းလေးနဲ့ထုတ်ထားတယ်ခိုင်ခန့်မှုကလည်းမီးချစ်ကိုကြည့်လိုက်တာနဲ့သိတာပါတယ်အဲ့တော့ဒီမီးချစ်လေးကိုကျွန်တော်တို့ permanent match လို့ခေါ်တယ်ကြောက်ခတ်မီးချစ်လို့လည်းခေါ်တယ်မီးစာကုံသွားဖို့အတွက်စိတ်ပူစရာမလိုဘူးကျွန်တော်တို့အထဲမှာအလွယ်တကူလောင်နိုင်တဲ့လောင်စာစီတစ်မျိုးမျိုးကိုထည့်ပြီးအသုံးပြုလို့ရတယ်လောင်စာစီတွေမှာကျွန်တော်တို့ဓာတ်စီရေနံစီဇစ်ပိုစီအစရှိတဲ့ဥစ္စာတွေကိုကျွန်တော်တို့ထည့်ပြီးအသုံးပြုနိုင်တယ်အထဲမှာရှိတဲ့မီးကတ်တန်လေးကိုထုတ်ပြီးမီးချစ်ကို45ဒီဂရီဆောင်းပြီးတော့ကျွန်တော်တို့မီးတောက်ထွက်အောင်တစ်ချက်ချစ်လိုက်တာနဲ့မီးတောက်ထွက်အောင်အသုံးပြုလို့ရတယ်အဲ့တော့ဒီမီးချစ်လေးဟာခီးတွားတာဝါဒနာပါတဲ့သူတွေဒါမှမဟုတ်ကိုယ့်ရဲ့ကီးချင်းမှာထူးထူးခြားခြားပေါ့နော်စတိုင်ကျတဲ့အဆောင်အယောင်လေးတစ်ခုအနေနဲ့ရှိကျင်တဲ့သူတွေအတွက်ဒါတကယ်ကိုအဖို့မကောင်းလေးပဲဗျကိုယ့်အတွက်ပဲဆောင်တငယ်ချင်းကိုပဲလက်ဆောင်ပေးပြီးဒီမီးချစ်လေးကပေးရတဲ့ဈေးထက်ကိုပိုတန်တဲ့တန်ဖိုးကိုရလိမ့်မယ်အဲ့တော့ဒီမီးချစ်လေးကိုစိတ်ဝင်စားလို့မှာကျင်နေဆိုရင်ကျွန်တော်တို့ MPH ကိုအချိန်မီဆက်တွယ်မှောင်းနိုင်တယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ